OK အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မနေ့ကကျွန်တော်ပေးအချင်းနဲ့အားစနေကျွန်တော်ချက်ပြလေးဘလို့ပဲကန်လာပေါ့ကန်အချင်းဒီမှာပေးကြည့်တယ်လေဘယ်လိုလဲဒီရန်ကောင်းနေပြီးဒီကစားပေါ်ကလည်းတော်တော်တည်တယ်တစ်ဖက်လည်းအားစနေဖက်ကျွန်တော်ဘယ်လိုလဲလောက်တော့ဒီတော့နည်းနည်းများလက်ချုံလေးဒီချက်ပြလေးကိုသူရဖို့တဲ့တော့ကဲတော့ဒီဘယ်ခိုင်ရတော့ကျိုးစားတယ်အစိုးဒီပနဒီကဲချစ်မဲ့တဲ့စလောကတော့အမမခံနိုင်တယ်တေချော်လေးကိုဒါသူဒီအချိန်ကဘယ်သူတင်ပေးတယ်ရပေါ့တက်တယ်မတင်တော့တက်တယ်ဖြစ်နေမှာဆိုတဲ့ဘက်ကိုချက်ပြလေးဒီဖိုင်နယ်ကflying တဲ့ဘက်မြောက်ပြီးပြလိုက်ချင်တယ်ကျွန်တော်ဒီနေ့ဆိုတော့ဒါပေမဲ့တဲ့မှာတည်းရမှာဆိုလဲကျန်တဲ့ရှုံးတော့တဲ့ဒီနေရာကိုရောက်ဖို့သူတို့ကြိုးစားလာရတယ်အများကြီးပဲဒီကလောက်ကြီးကိုရောက်တဲ့အများကြီးကြိုးစားလာရတယ်။နောက်အစနေကဒီလက်ချော်သွားတယ်။ဒါတို့တက်ပြီးတော့ဒီလက်ချင်းရဆွချော်လာပြန်။အဲ့လိုပဲကျွန်တော်ကိုယ်မှလည်းအဲ့လိုပဲ။အဲ့တော့ကျွန်တော်မဖြစ်နိုင်တော့ဘူးလို့ထင်တဲ့အရာတွေလည်းဖြေကိုပြရမယ်ဆိုရင်စိတ်နဲ့ကြိုးစားနေရတာပဲ။အဲ့ဒါကိုပြောပြပေါ့။တချို့ရဲ့အများကြီးနည်းလေးပေါ့ကြိုးစားလိုက်ရုံနဲ့ပဲမန်နဲ့ကိုဆက်ရသွားလို့လည်းရှိတယ်။တချို့ကလည်းပဲအများကြီးပေါ့ခဲစေကြိုးစားလိုက်လို့မှနောက်ဆုံးကျမှမန်နဲ့ကိုရောက်သွားတော့ဗျာ။အဲ့လိုလည်းရှိတယ်ပေါ့။ကြိုးစားခြင်းနဲ့တူတယ်။ဒီမှာဒါပေမဲ့သူရဲ့ကံနဲ့ညာနဲ့ဆိုင်လို့ပေါ့နော်။ကံအချင်းကြီးရောဒီပူရောစိတ်ကိုဆိုတဲ့ချက်ကောင်းနဲ့ဆိုတဲ့ချက်တီနေနဲ့ဘယ်လိုကြိုးစားရမလဲဆိုတော့ဘယ်တော့ချောင်းရောကြိုးစားလိုက်လူတွေနဲ့ကျိုးကြိုးစားတယ်ဒါပေမဲ့အချိန်အများကြီးကဲကြိုးစားတယ်မဲ့ကြိုးစားတဲ့နေရာပုံမှာဟိုလောက်ချတဲ့နေရာတွေစဉ်းစားတဲ့နေရာတွေမှာဟိုအချက်လေးတွေနဲ့ဟိုရှင်းနေတဲ့အခါကျတော့ဘယ်နဲ့မှမရောက်နိုင်ဘူးအဲ့လိုဖြစ်ကြတယ်ဒါပေမဲ့ကြိုးစားနေလို့တနေ့နေ့တော့ရောက်ရမှာပဲအဲ့ဒါလည်းမသိဘူးကမဟုတ်ချောင်းအဲ့ကျွန်တော်တို့စိတ်တွေပြန်ရချင်ပြန်ရမယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့ဘယ်နဲ့ကိုမရောက်တဲ့ကြိုးစားနေတယ်ကြိုးစားနေတယ်လည်းကျွန်တော်တို့အရှုံးရှိဘူးဘယ်နဲ့ကိုမရောက်ချင်နေပါဗျာဒါပေမဲ့ကိုကြိုးစားခဲ့တဲ့လောက်အရာတော့ထင်တယ်ဒီကိုအဖြစ်ချိုးပညာတွေတရားစာတွေအများကြီးရတယ်ဒီပါအဲ့ဒါကိုဘာပဲလုပ်လို့အလားအတာမဖြစ်ပါဘူးအဲ့ဒါကိုတခြားရဗျာအောင်မြင်လို့ဆိုပြီးတော့ဒီ